ကဲချစ်တော်လေးတို့ရေအခုချိန်ထိညဖက်အိတ်ခါနေဆိုရင်မျက်နှာဘာမှမလုပ်ပဲအိတ်နေတုံးပဲလားအဲ့လိုမလုပ်နဲ့နော်မျက်နှာကိုညဖက်မှာဂယုမဆိုင်ဘူးဆိုရင်တော့နောက်ကျလာတဲ့အခါမှာမြတ်တို့ရဲ့မျက်နှာလေးတွေကပစ္စည်းလာနိုင်တယ်ပြီးတော့သူများလေအလားပြေပြီးတော့လာနေတဲ့အချိန်မှာကိုယ့်ရဲ့မျက်နှာလေးကမဲချောက်ဖြစ်နေတာတို့မိတ်ကပ်နဲ့မျက်နှာတစ်ထပ်တည်းမဖြစ်နေတာတို့ပြီးတော့ပေါ့နော်ဘလောက်ပဲမိတ်ကပ်လိမ့်မတက်တာတို့ဖြစ်နေတတ်ကြပါတယ်အဲ့လိုလေးမဖြစ်ဖို့ဆိုရင်တော့မြတ်တို့ကညအယောင်ဝင်တိုင်းမှာမိန်းကလေးတိုင်းယောက်ျားလေးတိုင်းပြုလုပ်တဲ့ဟာကိုပြုလုပ်ပေးဖို့တော့လိုတယ်အခုခေတ်ပေါ့နော်အရင်ခေတ်ကလည်းလိုက်တူလို့မရတော့ပါဘူးဘာကြောင့်မို့လဲဆိုတော့ယာတီဥရုအခြေအနေတွေကအစားအခုခေတ်မှာအဆဆရအကုန်ပြောင်းလဲလာတာဖြစ်တဲ့အတွက်ကြောင့်မို့မြတ်တို့ကခေတ်နဲ့အညီလိုက်ပြီးတော့ပြောင်းလဲဖို့လိုပါတယ်အဲ့တော့မြတ်ဆိုရင်တော့ညဖေးအိတ်ခါဒီဘာတွေလုပ်လဲဆိုတာလေးကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ညဖေးရောက်ပြီးဆိုရင်တော့မြရဲ့မျက်နှာမှာရှိတဲ့ညကညနေဖွေးဆိုရင်တနခါလိုက်တာဖြစ်တဲ့အတွက်တနခါကြီးမနေ့ဖက်မှာတိုနာရဲ့နှုတ်ရဲ့စန်ခရင်ရဲ့တုံးပြီးတော့ညနေဖက်မှာတနခါလေးနဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ညအိတ်ခါနီးဆိုရင်မျက်နာမှာရှိတဲ့တနခါကြီးမိတ်ကပ်ကြီးတနေ့လုံးလိမ့်ထားတဲ့ပစ္စည်းလေးတွေကိုဖြစ်ဖို့မိတ်ကပ်ဖြစ်စေလေးတုံးပါတယ်ဒါကကြတော့မြတ်တို့ကီတီယာထုတ်တဲ့မိတ်ကပ်ဖြစ်စေလေးပါတယ်လီတို့လည်းတယ်လီတို့ကြိုက်တဲ့ဟာကိုတုံးလို့ရတယ်အဲ့တော့မိတ်ကပ်ဖြစ်စေတုံးပြီးတဲ့အခါမှာမြတ်ကဖယ်ရီယာထုတ်တဲ့ဒီဟာမိတ်ဆော့လေးနဲ့မျက်နှာတက်ပါတယ်ဒီဟာမိတ်ဆော့ကယောက်ျားလေးမိတ်ကလေးကလေးလူကြီးအကုန်သုံးလို့ရပြီးတော့ဘယ်ဥပတ်မရှိတာဖြစ်တဲ့အတွက်ကြောင့်မြတ်ကတော့ဒါကိုပဲရွေးချယ်ပါတယ်။ဘာကြောင့်မို့လဲဆိုတော့ကိုရွေးချယ်လိုက်တဲ့ပစ္စည်းကဓာတုပစ္စည်းများနေပြီးတော့ကိုနဲ့အစင်မပြေမှာကြောက်တာဖြစ်တဲ့အတွက်ကြောင့်မို့မျက်နှာကိုအရန်တန်ဖိုးထားပြီးတော့ပစ္စည်းမှာကြောက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့မြတ်တို့ဒီစက်ပြလေးကိုပဲရွေးချယ်ဖြစ်ပါတယ်ရှင်။အဲ့တော့တယ်လီတို့ကတော့ကိုကြိုက်တဲ့ပစ္စည်းကိုရွေးချယ်ပြီးသုံးပြလို့ရပါတယ်။အဲ့တော့ဒီစက်ပြလေးနဲ့မျက်နှာတိတ်ပြီးဆိုတာနဲ့မြတ်ကဖယ်ရီယာထုတ်တဲ့တိုနာလေးကိုသုံးပါတယ်ဒီအဆက်တိုနာလေးဖြစ်တဲ့အတွက်ကြောင့်မို့ရေတော့အပြည့်ဖြစ်ပေးနိုင်တယ်ညတို့မှာရှိတဲ့စားဝတ်ချန်လေးတွေချစ်ပေါက်ကျဲတာလေးတွေကိုတက်တာစီပြီးတော့မျက်နှာကိုရေဓာတ်100ခိုင်တော့ဖြစ်ပေးနိုင်တဲ့တိုနာလေးဖြစ်ပါတယ်ဒီတိုနာတုံးပြီးတဲ့သူတိုင်းကထပ်ပြီးတော့ဘာတိုနာမှမတုံးကြတော့ဘူးဒါပဲထပ်မှာကြတဲ့လူတွေများတယ်ပေါ့နော်လက်တွေ့လဲမနေ့ကထပ်မှာသွားပါလို့ရှင်းအဲ့တော့ဒီဟာလေးတုံးမယ်လေတိုနာတုံးပြီးတဲ့ခါမှာဒီဟာနှုတ်ရည်လေးတုံးတယ်ဒီကအင်မာဆင်အဆက်အင်မာဆင်သူကကြတော့ဝက်ချက်သမားတုံးလို့မရဘူးမြတ်တို့လို့တလောက်မှတစ်ချိန်ထွက်တဲ့ဝက်ချက်သမားလေးဆိုတုံးလို့ရတယ်နေ့တိုင်းဝက်ချက်ထွက်တဲ့သူတွေတော့တုံးလို့မရပါဘူးအဲ့တော့ဒီနှုတ်ရည်လေးတုံးပြီးတဲ့ခါမှာမြတ်ကညဖိတ်ဆိုရင်တော့မြတ်တို့မျက်နှာကိုတင်းရင်ပြီးတော့ခြိုက်ခွက်လေးတို့တက်တာစီပြီးတော့မအိုဆေးလို့တင်စားခေါ်ဖို့လို့ရတယ်ဒီညာလေးခရင်လို့သုံးပါတယ်အဲ့တော့ညဖိတ်ဆိုရင်ဒီကောက်လေးတွေသုံးပေးမယ်ဆိုရင်မြတ်တို့ဘယ်အချိန်ပဲအလားပြပြမြတ်တို့မျက်နှာလေးမှာအဆင်ပြေပြီးတော့လှပနေမှာဖြစ်ပါတယ်အဲ့တော့မြတ်ခုပြောလိုက်တဲ့ဒီ3မျိုးတက်ဆက်ကိုတက်လေးတို့ကဘူးကြီးဒီဟာလေးဆို6လလောက်သုံးလို့ရတယ်ဒီဘူးကြီးတွေဝယ်ပြီးတော့ကိုနဲ့မတက်မှာစိတ်ပူတဲ့သူတွေပဲဒီလိုအဆက်သေးလေးတွေထုတ်ပေးထားပါတယ်ဘူးသေးလေးတွေပေါ့နော်စမ်းတုပ်ချင်တဲ့သူတွေမာယူအပ်ပေးလို့ရပါတယ်ညတိုင်းကိုကြီးစိုက်ဖို့မမေ့ပါနဲ့ရှေ့အားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးအဆုံးထိ